ဥပုပ်ဆောင်ခြင်းအကျိုးဘိုင်းသုံးဥပုပ်တီလာကြောင့်တေဘေးမှလွတ်ရသူဂေါရမမြတ်စွာဘုရားရှင်လက်ထက်တော်အခါကရာဇဂိုပြည်ကြီးမှာဆင်းရဲသားကနေတတိဖြစ်လာတဲ့တတိပုံနာဆိုတာရှိတယ်ယရနာသုံးပါးကိုကိုးကွယ်စည်းကပ်သူအဲ့ဒီတတိပုံနာမှာသမီးကျော်လေးဥဒ္ဒရာဆိုတာရှိတယ်ဥဒ္ဒရာကလည်းမိဘတွေလိုပဲဘုရားတရားတန်ခါယရနာသုံးပါးတို့ကိုကိုးကွယ်စည်းကပ်ခါဥပုပ်နေတိုင်းဖခင်ကြီးနဲ့အတူမြတ်စွာဘုရားနဲ့တန်ဃာတော်တွေကိုဆုံးကပ်လှူဒန်းကဥပုပ်သီလစောင့်တည်လေးရှိတယ်။ခါမှာတော့ပုံနာတထေးဆင်းရဲစဉ်အခါကလဲလုသားအဖြစ်လောက်ကင်ဘူးတဲ့လဲရှင်တထေးသူမနာကမင်္ဂလာစကားကမ်းလှမ်းလာတယ်။ပုံနာတင့်ရဲ့သမီးဥဒ္ဒရာကိုကျုပ်ရဲ့သားနန္ဒနဲ့ထိမ်းများလက်ထပ်ပေးလို့တယ်။တင့်သဘောထားသိပြရစီကျုပ်စဉ်းစားပါရစီဦးအဲ့ဒါမှခက်ပြီတဟေတုမနာတို့မိသားစုကမိစ္ဆာဒိဋ္ဌိအယူရှိသူတွေယရနာသုံးပါးကိုကိုယ်ွယ်စီးကတ်တဲ့ငါတို့ရဲ့သမီးကလေးဥဒ္ဒရာနဲ့ပေးစားလို့ဖြစ်ပါမလားတွေ့ဝင်နေတဲ့ပုံနာတထေးကိုအပေါင်းအသင်းတထေးကြွယ်တွေကဝိုင်းပြီးတိုက်တွန်းကြတယ်သူမနာတထေးကတင့်ဖို့ကျေးဇူးရှိသူပဲသူမနာတထေးရဲ့ကမ်းလှမ်းမှုကိုတင်မငင်းပယ်တဲ့ဘူးဟုတ်တယ်ဗျရွှေချင်းထက်လို့ခင်ဗျားရဲ့သမီးလေးဥဒ္ဒရာလေးသူမနာတထေးရဲ့သားနန္ဒကိုပေးစားလိုက်ပါအားလုံးကတိုက်တွန်းလေတော့ပုံနာတထေးဟာသူ့ရဲ့သမီးလေးဥဒ္ဒရာကိုနန္ဒလူလင်နဲ့ပေးစားဖို့သဘောတူလိုက်ရတော့တယ်ဒီလိုနဲ့နန္ဒလူလင်နဲ့ဥဒ္ဒရာတို့ကိုလက်ထပ်ထိမ်းများပေးလိုက်လေတော့တယ်ဒီလိုနဲ့တထေးသမီးဥဒ္ဒရာဟာမိစ္ဆာဒိဋ္ဌိနန္ဒရဲ့မယားဖြစ်သွားရလေရာဥပုပ်နေ့တွေမှာဥပုပ်သီလစောင့်တည်ခွင့်မရပြီမောင်ကြီးရဲ့နှမဥပုပ်ဆောင်ပေးရစေ။အိုးဘယ်ဖြစ်မလဲဥပုပ်ဆောင်နေဆိုတာယောက်ျားနဲ့ခွဲနေရတာမင်းကိုခွဲနေဖို့ယူထားတာမဟုတ်ဘူးဥပုပ်ဆောင်တဲ့ရဲလောက်ပဲခွဲနေရမှာပါ။အိုးဘယ်ဖြစ်မလဲကွဥပုပ်ဆောင်နေဆိုတာဟာယောက်ျားနဲ့ခွဲနေရတာကွငါကခွဲနေနိုင်တာမဟုတ်ဘူးအဲ့ဒီလိုတဏှာပေမကျူးလွန်သူမိစ္ဆာဒိဋ္ဌိနန္ဒရဲ့သဘောမတူမှုကြောင့်ဥဒ္ဒရာဟာအိမ်အောင်ကြာပြီး2လခွဲကာလပတ်လုံးဥပုပ်သီလစောင့်တည်ခွင့်မရရှာဘူးဒါကြောင့်စိတ်ဆင်းရဲနေရှာတဲ့ဥဒ္ဒရာဟာသူမှကြုံတွေ့နေရတဲ့အခက်အခဲတွေကိုအစီကံတယောက်ကတဆင့်ဖခင်တထေးကြီးပုံနာစီကိုသတင်းစကားပါလိုက်တော့တယ်အခင်မလေးအဲ့ဒီလိုအခက်အခဲတွေ့နေရပါတယ်ကောင်းပြီဒီမှာအသပြာ15000ယူသွားအဲ့ဒီငွေနဲ့သီရိမာကိုငှားပြီးသမီးဥဒ္ဒရာရဲ့ကုစားနန္ဒကိုပြုစုဆောင်ရှောက်ခိုင်းလိုက်ဒါဆိုရင်သမီးလေးဥဒ္ဒရာဥပုပ်သီလစောင့်လို့ရမှာသိကြတယ်အဲ့ဒီလိုစီစဉ်ပေးတယ်လို့ပြောလိုက်ယောက်ျားသားတို့မယားအဖြစ်ခိတ္တနေစီလိုလျင်ဒီနေ့ကိုအသပြာ1000ပေးငှားလို့ရတယ်သီရိမာဆိုတဲ့နာမည်ကျော်စေးဆရာကြီးဇီဝကရဲ့နှမဖြစ်ပြီးအင်မတန်ချောမောလှပသူလေးဖြစ်တယ်။ဟုတ်တရားလဲသူမရဲ့ဖခင်ကြီးပေးလိုက်တဲ့အသပြာတွေကိုအသုံးပြုပြီးသီရိမာကိုသူမရဲ့ကိုစားသူမရဲ့ယောက်ျားနန္ဒကိုပြုစုလှုပ်ကြွေးဖို့ငှားလိုက်တော့တယ်။ဥဒ္ဒရာဟာသီရိမာကိုပြတ်သက်အထက်မှာသူမရဲ့လင်ယောက်ျားနန္ဒနဲ့အတူထားကသူမကတော့ဖျားမှုရှိရဲ့တန်ဃာတော်အရှင်သူမြတ်တွေကိုအိမ်မှာပိတ်လျက်စွမ်းခဲပွဲဘောဇင်တို့ကိုဆက်ကပ်လှူဒန်းပြီး10ပါးတီလစောက်တီကဥပုပ်စောင့်လေတယ်။ဥဒ္ဒရာဟာအဲ့ဒီလိုဥပုပ်နေ့တိုင်းတီလစောက်တီလျက်ရှိရာဥပုပ်နေ့မတိုင်မီအဖိတ်နေ့တရက်မှာတော့နောက်နေ့ဥပုပ်နေ့မှာဖျားအမှုပြုတဲ့တန်ဃာတော်တွေကိုစွမ်းဆက်ကပ်လှူဒန်းဖို့မိဖို့ဆောင်ထဲမှာအစေခံမာလေးနဲ့အတူချက်ပြုတ်စီမံလျက်ရှိတယ်။အဲ့ဒီလိုမိဖို့ဆောင်ထဲမှာချွေးတစ်လုံးလုံးနဲ့ချက်ပြုတ်နေတဲ့ဥဒ္ဒရာကိုပြတ်သက်တဲ့ပြတင်းဝါကနေနန္ဒကလှမ်းမြင်သွားတော့လေဥဒ္ဒရာဘာမဟုတ်တဲ့ဥပြင်းကလေးတွေကိုကျွေးမွေးဖို့ချွေးတစ်လုံးလုံးနဲ့ချက်ပြုတ်နေလိုက်တာပန်းမွေရာရွှေကော်စောနဲ့နတ်စည်းစိမ်တပြခံစားနိုင်ပါလေနဲ့ကို့ဒုက္ခကိုရှာနေတာပါလားလကားအပေါ်လို့တွေဒင်းကကို့အစင်းနဲ့ကိုမနေတတ်တော့ဒင်းရှိနေရမယ်ရွှေကော်စောတက်မှာတီးရိမှာရောက်နေရတာပေါ့တွေးနန္ဒကပြုံးလိုက်မိဟာသူ့အပြုံးကိုသတိထားမိသွားတဲ့တီရိမာဟာ
စိတ်ဝင်စားသွားမိတယ် သူဘာကိုမြင်လို့ပြုံးတာပါလဲ တီတီမာဟာအိယာကနေလူးလဲထားရင်နန္ဒရဲ့နောက်နားကနေအသာအကဲခတ်ကြည့်လိုက်မိတယ် အော်လက်ဆက်တတ်တော့သူမယားဥဒရာကိုကြည့်နေတာကိုဥဒရာဒီနာမရှိရင်တထေးသားနန္ဒကိုငါရဲ့လင်အဖြစ်အပိုင်ရမှာဥဒရာလာမရှိရင်ငါဟာတထေးသားနန္ဒရဲ့တရားဝင်မယားဖြစ်ခွင့်ရမှာဟုတ်ပြီသူ့ကိုအပြတ်ရှင်းရမယ်တွေ့ကြသေးတာပေါ့ အဲ့ဒီလိုအကောက်ကြံမိတဲ့တီတီမာဟာအပူပြင်းစွာပေးထားတဲ့ထောပတ်စီအိုးကိုအသင့်ဆောင်ထားကအခွင့်သားတဲ့အခါမှာပြတ်သက်ပေါ်ကနေဥဒရာရဲ့ကိုယ်ပေါ်ထောပတ်စီဘူးတို့လောင်းချလိုက်လေတော့တယ် အိုး ထောပတ်စီဘူးတွေဟာဥဒရာရဲ့ကိုယ်ပေါ်လောင်းကျသွားပေမဲ့ထောပတ်စီဘူးတို့ဟာနဲ့သားရည်လိုပူလောင်မှုမရှိပါကြီး အိုးပြတ်သက်ပေါ်ကနေတီရီမာကထောပတ်စီဘူးတွေလောင်းချနေတာပါလား ဒင်းဘာမှမဖြစ်ပါလားငါထက်လောင်းမ တီတီမာကထောပတ်အိုးကိုထပ်ယူလိုက်စဉ်ဥဒရာရဲ့အစီကံမလေးတွေကပြေးလာကြပြီး ငါတို့ရဲ့အရှင်တခင်မကိုမကောက်ကြတဲ့ဟာမပင်ဖို့တာပြင်ပေတော့ကဲဟဲအမလေးသိပါပြီ ဥဒရာဟာချက်ချင်းပြေးဝင်လာပြီး အိုးမလောက်ကြပါနဲ့ကွယ်